ဒါကတော့ကျွန်တော်မြင်မှုသမျှထဲမှာတကယ်ကိုယူသွက်ဆက်အကောင်ဆုံးငါးဖမ်းနေပါမယ်။ဒငါးတဲ့နှစ်ယောက်ဟာပိုက်ကွန်ကျိုးတွေကိုစုပ်ကန်ပြီးတောင်းကျမ်းနေတဲ့ပင်လေပြင်လေးကိုဓာတ်ရိုက်ခုံချလိုက်ကြပါတယ်။အရှိန်နဲ့မောင်းနေတဲ့လေကသူတို့ကိုပေပေါင်းရကြီးတဲ့အကွာအဝေးကိုချက်ချင်းဆွဲခေါ်သွားပါတယ်။တစ်ချိန်တည်းမှာပဲကြီးမားတဲ့ပိုက်ကွန်ကြီးဟာပင်လေရီအောက်ထဲကိုနှက်ဆိုင်စွာဆွဲဝင်သွားပါတယ်။ဒီလိုယူသွက်ဆက်အကောင်တဲ့လှုပ်ရှားမှုဟာတီရီလန်ကဒငါးတဲ့အထွတ်တော်နေ့စဉ်လုံကန်းဝင်ပဲဖြစ်ပါတယ်။ဒါဟာတာမန်ငါးဟန်ကမျိုးမဟုတ်ပါဘူး။အကြီးစားနဲ့ထိရောက်မှုအမြင့်ဆုံးစီးပွားဖြစ်ငါးဖမ်းနေဖြစ်ပါတယ်။လုံသမားတွေကပိုက်ကွန်ကိုချနေချိန်မှာကပတိန်ကလှေကိုငါးအုပ်စုရှိရစီအဝိုင်းပတ်မောင်းနေပါတယ်။စက်ဝိုင်းပုံစံအဆုံးသက်သွားတဲ့အခါအရှည်မီတာတစ်ထောင်ကျော်ရှိတဲ့ပိုက်ကွန်ကြီးဟာရေထဲကိုအပြည့်အဝရောက်ရှိသွားပါပြီ။တကယ်လို့အောင်မြင်ခဲ့ရင်ကပတိန်ဟာဒေါ်လာ1000နဲ့ကြီးပြီးဝင်ငွေရနိုင်ပါတယ်။ပိုက်ကွန်ကိုကျုံလိုက်တဲ့အခါထွက်ပြေးဖို့ကြိုးစားနေတဲ့ငါးတွေကြောင့်ရေမျက်နှာပြင်တစ်ခုလုံးပေါက်ကွဲထွက်လက်တဲ့လှုပ်ခါလာတာကိုမြင်ရမှာပါ။ပိုက်ကွန်ရေပေါ်ပေါ်လာတဲ့အခါမှာတော့တသက်စာစားလို့မကုန်နိုင်တဲ့ငါးအုပ်ကြီးကိုမြင်တွေ့ရပါလိမ့်မယ်။သူတို့ကိုဒီတိုင်းဆွဲတင်လို့မရပါဘူး။မဟုတ်ရင်ပိုက်ကွန်ပြဲသွားပါလိမ့်မယ်။ဒါကြောင့်တငါးတွေဟာငါးတွေကိုလေပေါ်ကိုတကောင်ချင်းစီတင်ကြရပါတယ်။ရေမျက်နှာပြင်ပေါ်မှာမြင်နေတာကအစိတ်ပိုင်းအနှဲငယ်ပဲရှိပါသေးတယ်။ဖမ်းမိတဲ့ငါးအများစုဟာရေအောက်မှာရှိနေဆဲဖြစ်ပြီးအဲ့ဒီပမာဏကအများများလုံးတာကြောင့်ငါးအားလုံးကိုတင်းဆောင်ဖို့လှင်းငယ်အတော်များများထပ်မံလိုအပ်ပါတယ်။အခုမေးစရာရှိတာကဒါဘာငါးလဲဆိုတာတင်သိပါသလား